ဒီနေ့ကကုတ်ကြော်တော့မိုးတော့မဖြစ်တော့မိုးကအချင်းသိလိုက်ပြီနေ့တိုင်းကိုဝယ်စားနေရမ်းတယ်နေ့ကြီးကမှစားတယ်အမတယ်လည်းဟဲ့ပြောဟာလားဒီလိုမျိုးလည်းရဲ့အဲ့တော့လည်းတာနဲ့ဟောလေကဟောလေဟင်းလူခဲ့ဟင်းလူတွေလည်းကြော်ထားသူ့ဘုံနဲ့ကြော်စားတာပြီးရင်ငါးနဲ့မြင့်နေရင်ဒီနေ့ဆက်မာငါနဲ့မြင့်ဒီလိုပဲကျအဲ့လိုနားပြည့်ရဘူးလားဟုတ်ကဲ့အဲ့ခဏလေးထည့်ရအောင်အိုးခလေးရအပေါ်ပါမှာတော့အဲ့ဒါမဆက်လို့ပါအေးအဲ့ဒါတော့နေရာလုံးဝအရန်ဖူပဲအဲ့ဒါတော့ဒီလိုအင်ကြီးချက်အခုဒီချက်ရတာလို့မပြောနဲ့ဖူတာကိုနေရာမပြောချင်တော့မတတ်နိုင်တော့ဒါမင်းတကုတ်တကောက်ဟုတ်ပြီးတော့ဟင်းလာချက်တာမဟုတ်တီလေးကိုမှတီလို့ဝတ်ထားလို့အပြောခဲမှလည်းကြောက်တယ်။အော်ရမ်းဟုတ်ပါ။ဒါပေမဲ့အလုပ်လုပ်တဲ့လူကပြန်တော့ပါဘယ်လိုပြောတာလဲ။ဟိုကလည်းနည်းနည်းຢာကမင်းများဆိုတာလား။ချွေးကိုကြည့်တော့အမျက်နှာလုံးပဲ။ဆိုင်မနေလဲဒီလိုပဲပို့တာပါ။ဒီကုတ်တကအဟင်းကြော်မှပဲမဟုတ်ပါဘူး